ဒီနေ့ကျွန်တော်တို့ရဲ့ YouTube အစီအစဉ်ကနေပြီးကာဂျီကစ္စတန်နိုင်ငံရဲ့ဝေးလံခေါင်ဖျားလာတဲ့ဒေတာတစ်ခုမှာစိုင်ကယ်နဲ့စွန့်စားခန်းဖွင့်ရင်အသက်အန်ဒီယနီမှာကြုံတွေ့ခဲ့ရတဲ့ခရီးသွားတဦးရဲ့စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစွန့်စားခန်းဟာခရီးသွားတဦးမြစ်ကိုဖြစ်ကူးဖို့ကြိုးစားရာကနေစိုင်ကယ်အင်ဂျင်နဲ့ရေဝင်ပြီးရပ်တန့်သွားရာကစတင်ခဲ့တာပါ။အဲ့ဒီအချိန်မှာသူဟာ Spark Black တွေနဲ့ Lazit Air Filter တွေကိုဖြုတ်ပြီးရေတွေကိုဖဲထုတ်ဖို့အပူတပြန်းကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့အင်ဂျင်ဝိုင်ထဲမှာရေတွေရောနှိုးနေတယ်လို့လဲလွယ်ဖို့အပေါ်ဝိုင်လည်းမရှိတဲ့အတွက်အခက်အခဲကြီးစွာရင်ဆိုင်ခဲ့ရတာကိုတွေ့ရပါတယ်။အဆိုးဆုံးကတော့အဲ့ဒီညရဲ့အခြေအနေပါပဲ။အလွန်အေးမဲတဲ့ယာဒီဥရုအောက်မှာမိုးရီရွာပြီးအဝတ်စားပြီးအကောင်ဆူဆွဲနေတာကြောင့်သူဟာနှုံးချီပြီးဖျားနာမဲ့အခြေအနေအထိထစ်ခဲ့ရပါတယ်။ YouTube အတွက်လုပ်ပြတဲ့ drama မဟုတ်ဘူး။တကယ်ပြဿနာကိုဖြေရှင်းနေရတာလို့တောင်သူကဆိုခဲ့ပါသေးတယ်။ဒါပေမဲ့ဒီလိုအကူအညီမရှိနေတဲ့အချိန်မှာပဲဒီသားကန်တိုးချောင်းသားနိုမတ်တွေကနတ်သမီလိုပေါ်လာပြီးကူညီခဲ့ကြပါတယ်။သူတို့ဟာရုရှားဂျစ်ကားကြီးတွေနဲ့အကူအညီပေးဖို့ကန်လန့်ခဲ့တယ်လို့နောက်ဆုံးမှာတော့ဘက်ထရီတစ်ခုကိုမင်းနဲ့တည်လာပြီးခီးထွားရဲ့ဆိုင်ကယ်ကိုပြန်လဲနှိုးနိုင်အောင်ကူညီပေးခဲ့ကြပါတယ်။ဒီဗီဒီယိုမှာနိုမတ်တွေရဲ့စစ်မှန်ပြီးရိုးရှင်းတဲ့နေထိုင်ပုံစံကိုလည်းတွေ့မြင်နိုင်ပါတယ်။သူတို့ဟာအသားတွေကိုအချောက်လှမ်းတင်းဆယ်စီကြတဲ့တရစ်ဆန်အညစ်အကြေးတွေကိုတောင်မိဖို့အသာလောင်စားဖြစ်အကျိုးရှိပြန်လဲအသုံးပြုကြတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါဟာလူသားအချင်းချင်းကူညီရိုင်းပေးမှုနဲ့ခက်ခဲတဲ့တဘာဝတရားကြားကယုံကန်မှုကိုပြသနေတဲ့အသက်ဝင်လာတဲ့သတင်းစကားပဲဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်